ထားထားမယ်အစားအဆုံးလေးကြည့်သွားမယ်ပြီးရင်ဝင်လာတာနဲ့လိုက်လက်မလေးတွေတန်းပြီးနှိမ့်မယ် comment လေးတွေမှာ okay မှတ်မယ်မင်္ဂလာပါမှတ်မယ်မနှက်ဖြတ်မင်္ဂလာထက်ရှိပါမယ်အဲ့ဒီညနေကတော့ကျွန်တော်49ပေါ့နော်တော့40လားဆိုပွဲသေးဦးမှာအဲ့လက်ဆောင်သမားတွေကကျွန်တော်40လားဆိုပွဲသေးဦးမှာတဲ့ပဲနော်49ကပြီးသွားတယ်ပေါ့နော်ကျွန်တော်တို့ဒါ48ပြီးတဲ့ကျွန်တော်48ကကျွန်တော်နေ့တိုင်း main ကွက်ပါပဲနော်48လည်းမပြီးဘူးနော်49ဆိုတော့နော်40လည်းမဟုတ်40ဆိုရင်လည်းအဖောက်သမားတွေကကျွန်တော်တို့ထပ်အောင်ပါနော်အဲ့တော့လက်ဆောင်4ကွက်ထုတ်ပေးတဲ့အဖောက်သမားတွေကျွန်တော်ဒါဒီနေ့ကြာသာပေးနေမှာဆိုရင်ကျွန်တော်လက်ဆောင်4ကွက်ဒါပြောပြလိုက်မယ်နော်ကျွန်တော်မနက်ဖြန်လက်ဆောင်အသစ်ထုတ်မှာမလို့ဒါဒီနေ့ကပြောပြလို့ရပြီနော်လက်ဆောင်သမားတွေကကျွန်တော်ပထုတ်ပေးတဲ့အကွက်ကနော်ထုတ်ပေးလိုက်တဲ့အကွက်ကကျွန်တော်တို့ဒီနေ့မှာဆိုကျွန်တော်တို့ဒါ4ကွက်ပေါ့နော်ဒါဒဲတွေရွယ်ဒဲဆင်းသွားတယ်ပေါ့နော်10 20 30 40အစင်တိုင်းပဲကျွန်တော်ထုတ်ပေးလိုက်တာပါ10 20 30 40ပေါ့နော်အဲ့တော့မနက်ကလည်း30တဲ့အောင်သွားပါတယ်အဲ့ဒါဆိုလက်ဆောင်သမားတွေပေါ့နော်ဇာတ်သမားတွေကြုံထားယူတယ်ကျွန်တော်တို့ဒါ30တဲ့ပြီးတော့အောင်သွားတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့30တဲ့အောင်သွားတဲ့နေရာတစ်ခုမှာအကုန်လုံးပဲကျွန်တော်တို့ဒါဝင်ထားကြုံထားဒီတော့ကျွန်တော်တို့ဒါအကုန်လုံးပြန်ဝင်ရမယ်เนาะကျွန်တော်ဒါလက်ဆောင်တစ်တိုင်းမှာပြန်ပြီးတော့ဝင်ပေးရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်မနက်ဖြန်လက်ဆောင်အသစ်၄ကွက်ထပ်ထုတ်ထားပါတယ်အဲ့ဒီအတွက်ကြောင့်ပါအဲ့တော့အသစ်ဝင်မဲ့လူတွေကျွန်တော်တို့ဒါထပ်ပြီးတော့ရအောင်လက်ဆောင်မလိုက်တဲ့လူတွေကျွန်တော်လက်ဆောင်မနက်ဖြန်ကိုကစားလို့ရအောင်မနက်ဖြန်လက်ဆောင်ထပ်ထုတ်ထားပါတယ်အဲ့ဒီအတွက်ကြောင့်အကုန်လုံးရောက်မှချင်းအကုန်ပြန်ဝင်ရမှာပါနော်လက်ဆောင်သမားတွေမနက်ဖြန်လက်ဆောင်အသစ်၄ကွက်ထပ်ပြီးတော့ကစားပါမယ်တနေ့ကုန်ပါဘောနော်ဒီနေ့မှ၄ကွက်ကနော်40တာတော့ဒီညနေမှာတော့ထပ်သွားရင်တော့ကျွန်တော်တို့ဒါနော်ပိုကောင်းမှာပေါ့နော်ဒါ၄နှစ်ခါနဲ့ဒါမနက်ပိုင်းညအောင်ဓာတ်အောင်ဝဲခံအောင်ပါနော်ဒါမနက်ပိုင်းကကျွန်တော်တို့ဒါ10 20 30 40ပေးထားတာ30ချက်ချင်းဆင်းသွားတယ်ဒီညနေပိုင်းက40တာထက်ဆင်းတော့နော်အဲ့တော့ထားလိုက်ပါကျွန်တော်တို့ဒါတပွဲအောင်ပြီးပြီတော်ပြီတော့လောဘမကြည့်ပါနဲ့အဲ့တော့မနက်ဖြန်တနေ့ကိုကြာမှသိတယ်အဲ့တော့မနက်ဖြန်မှာလက်ဆောင်နော်ဒါလက်ဆောင်အသစ်ပါလက်ဆောင်အသစ်ထုတ်ထားပါတယ်၄ကွက်ပါနော်တော်တော်လေးလည်းကျွန်တော်အကြိုက်ဆုံးထဲမှာလည်းပါပါတယ်နော်ဒါယုံကြည်ထားပါတယ်အောင်ဝဲခံမလို့လည်းယုံကြည်ထားပါတယ်ကျွန်တော်ဇက်တိုက်တွေနော်လက်ဆောင်ကကျွန်တော်၄ကွက်လေးပဲထုတ်တယ်နော်တောက်လျှောက်ကိုအောင်ဝဲခံနေပါတယ်လက်ဆောင်သမားတွေအကွက်တွေပဲထွက်တာနော်အဲ့တော့နေတဲ့သမားတွေမနေ့ပြန်အရေးကြီးပါတယ်နောက်ဆုံးနေ့ဒီဒါတောက်ကြလေးဆိုတာအဲ့တော့ကျွန်တော်ရွေးချက်ပေးထားတဲ့အကွက်လေးတွေတေချာလိုက်ကစားပါနော်အားလုံးပဲနော်ဒီနေ့မှာလည်းကျွန်တော်တို့ဒါနော်၄ကိုကတော့ကျွန်တော်တို့မပါခဲ့ဘူးပေါ့ဒါပေမဲ့ကျွန်တော်48တို့ဘာညာ main ကွက်တွေကျွန်တော်တို့ဒါပါပါတယ်ကျွန်တော်48မပြီးသွားဘူးပေါ့နော်ဒါအဲ့ဒီကြောင့်လည်းကျွန်တော်တို့မနေ့ဖြတ်မှာတကွက်ကောင်းလေးနော်ဒါပိုကောင်းတယ်ကျွန်တော်ထုတ်ပေးထားပါတယ်နော်ပိုကောင်းထုတ်ပေးထားပါတယ်ကျွန်တော်တို့ကချင်းဝေးလေးတတိထားပေးပါချင်းဝေးကျွန်တော်တို့65တကွက်ပေါ့နော်ချင်းဝေးဖြစ်တဲ့65တကွက်ကိုတတိထားမယ်ပြီးရင်ကျွန်တော်အပြင်ဝေး20တကွက်ရှိမယ်နော်အဲ့ဒီကွက်ကိုလည်းကျွန်တော်တို့ဒါကောင်းတယ်နော်နော်အဲ့တော့နော်၄ကုတ်ကတော့ကျွန်တော်ဒီညနေမှာတော့ဒါအကုန်လုံးချွတ်ချက်ဖြစ်ကုန်တာပေါ့နော်49ကဟိုမြောက်ဒီမြောက်ကနေဖြစ်တာပေါ့နော်ဂျာကနေပေါ့48ဆိုရင်ကျွန်တော်နေ့သမားလေးမိန်ရောထိမယ်40ဆိုရင်အဖောက်ဝယ်လက်ဆောင်လေးထပ်အောင်မယ်ပေါ့နော်အမေမရခဲ့ပါဘူးနော်ကျွန်တော်၄ကုန်းနဲ့ပဲပြီးသွားတယ်ပေါ့နော်အဲ့တော့နော်ကျင်းတ်ပါတယ်ကျွန်တော်ဒီနေ့အောင်ထားတာလေပဲကျင်းတ်ပါတယ်30 day ရထားတာပဲဟုတ်တယ်မလားအဲ့တော့မနက်ဖြန်လက်ဆောင်၄ခုကထပ်ထုတ်ထားပါတယ်လက်ဆောင်သမားတွေမနက်ဖြန်အကောင်းဆုံးလဲကျွန်တော်ဒါအကြိုက်ဆုံးလဲဖြစ်တယ်ဒါလက်ဆောင်ကျွန်တော်ကြိုက်လုံးတော့ကျွန်တော်အဲ့ဆိုခဏကထိတ်စီနောက်ပိတ်ထိတ်စီးတာလည်းကျွန်တော်ကဘယ်လိုပြောရမလဲကိုဘယ်အလုံးထုတ်အောင်လဲဆိုတော့ဒီနေ့ထိတ်စီးထွက်လာတယ်ကျွန်တော်ကိုဘယ်အလုံးထုတ်အောင်လဲဆိုတော့ကျွန်တော်သိပါတယ်အဲ့တော့ကြောင့်နော်၄နိုင်ခွဲစီကနေငြိမ်ပြီးခေဆိုကျွန်တော်ကနေကချက်ချင်းပဲထုတ်ပြီးသွားပါပြီပြီးလဲပြီးသွားနော်ပြီးလဲပြီးနေပါပြီကနေကိုတစ်ခါလဲပြီးနေပါပြီအဲ့တော့ appointment တွေကလည်းကျွန်တော်ဖုန်းလေးတွေဆက်လို့ရပြီနော်အကုန်လုံးဝင်ရမှာနော်အရှင်းမှာကျွန်တော်30ရာထားတဲ့လူတွေလည်းကျွန်တော်ပြန်ဝင်ရမှာပါနော်ကြုံဝင်ထားလို့ဆိုပြီးတော့နောက်တစ်ပတ်စာမရပါဘူးကျွန်တော်တို့ဒါလက်ဆောင်ထွက်သွားရင်အကုန်ပြန်ဝင်ရမှာပါဒုံးစံပါပဲအခုဒါလုပ်ပေးထားတဲ့ပုံစံပါပဲနော်ဟိုအရှင်းနှစ်တွေဒီကကျွန်တော်ဒီပုံစံပဲလုပ်ပေးထားပါလက်ဆောင်ထွက်ရင်ဒါပုံမှန်တိုင်းပဲပြန်ပြီးတော့ဝင်ရပါတယ်အဲ့တော့မနက်ဖြန်လက်ဆောင်အတိအကျထုတ်မယ်အဲ့ဒီကြောင့်ကျွန်တော်ထားတဲ့လူတွေကျွန်တော်အသစ်တွေအကုန်လုံးပြန်ပြီးတော့ဝင်လို့ရပြီ။တောင်းရတိုင်းဝင်ကြည့်ကောက်